တခင်ခရစ်တော်ဒီလောကကိုဆင်ကြွလာတာတဒုတမီရှာဖို့အတွက်ဖြစ်တယ်ချစ်သူရှာဖို့အတွက်ဖြစ်တယ်ရည်စားထားဖို့အတွက်သူလာရှာခြင်းဖြစ်တယ်ရည်စားလာထားခြင်းဖြစ်တယ်အလုံးပဲမင်္ဂလာပါတခင်ခရစ်တော်ဘာဖြစ်လို့ရည်စားလာထားလေဆိုရင်ကောင်းကင်နိုင်ငံတော်မှာမင်္ဂလာဆောင်ပွဲဆိုတာရှိတယ်အဲ့ဒီမင်္ဂလာဆောင်ပွဲကိုတဒုတာကတခင်ခရစ်တော်ဖြစ်တယ်အာမင်မင်္ဂလာဆောင်လွတ်လင်ကတခင်ခရစ်တော်ဖြစ်တယ်ကျွန်တော်တို့ကိုသူချစ်တယ်လို့ပြောတဲ့အချိန်မှာကျွန်တော်တို့ပြန်ချစ်တတ်တယ်ဆိုရင်မင်္ဂလာဆောင်တဒုတမီနဲ့အနေနဲ့ပြင်ဆင်ထားနိုင်တယ်ဆိုရင်သူ့ရဲ့အချက်သူ့ရဲ့ချစ်သူဖြစ်ပြီးတော့မင်္ဂလာဆောင်ပွဲကိုကျွန်တော်တို့ဝင်သွားမှာဖြစ်တယ်တဒုတမီအဖြစ်နဲ့ခံယူရမှာဖြစ်တယ်အာမင်ကျွန်တော်လူတစ်ယောက်နဲ့တစ်ယောက်ချက်သွားပြီဆိုရင်အဲ့ဒီလူအရင်တော့ကဘယ်လိုပဲဖြစ်ခဲ့ဘာပဲလုပ်ခဲ့နော်လူတွေလက်မခံနိုင်လောက်အောင်သူ့မှာအပြစ်ကြီးနေပါစေချက်သွားပြီဆိုရင်အချက်မျက်လုံးနဲ့ကြည်တာကြောင့်သူ့ကိုအပြစ်ဆိုတာမမြင်တော့အချက်နဲ့ဖုံးအုပ်တတ်တယ်အချက်နဲ့ဖုံးကွယ်တတ်တယ်သူသွားခေါ်နေပါစေမျက်လုံးကတောင်တလုံးမြောက်တလုံးဖြစ်နေပါစေအသားမဲနေပါစေအရက်ပုနေပါစေအဲ့ဒါဒီကိုမမြင်တော့ဘူးအချက်မျက်လုံးနဲ့ကြည့်တဲ့အချိန်မှာအချက်နဲ့မြင်တဲ့အချိန်မှာအရာအလုံးကအကောင်းမဲ့ဖြစ်သွားတယ်အဆိုးဆိုတာမရှိတော့ဒီလိုပါပဲတခင်ခရစ်တော်လည်းကျွန်တော်တို့ကြည့်တဲ့အချက်ကကျွန်တော်တို့မြင်တဲ့အချက်ကကျွန်တော်ဘယ်လောက်ပဲအပြစ်နွန်ထဲမှာရုန်းကန်နေပါစေအပြစ်ကြီးနေပါစေဘယ်လောက်ပဲယွန်းစရာဖြစ်အောင်လှုပ်ခဲ့ပါစေတခင်ခရစ်တော်ကကျွန်တော်တို့ချစ်တယ်လို့ပြောတာကအဲ့ဒီအပြစ်ကိုဆေးကြောတန့်စင်ခြင်းလို့အချစ်နဲ့ဖုံးလွှမ်းပေးစေခြင်းလို့ဖြစ်တယ်အာမင်ကျွန်တော်တို့ဘယ်လိုကြည်နေလဲဆိုရင်အင်မတန်လှပတဲ့ပန်းပွင့်တပွင့်လိုမျိုးအင်မတန်မွေးကြိုင်တဲ့ပန်းတပွင့်လိုမျိုးအမြဲတမ်းပွင့်လန်းတဲ့ပန်းတပွင့်လိုမျိုးသူကလိုချင်ပါတယ်အဲ့ဒါကြောင့်သူ့ကိုချစ်တယ်လို့ပြန်ပြောတဲ့သူတွေကတဒုတမိအနေနဲ့ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်ကျွန်တော်လူတစ်ယောက်နဲ့တစ်ယောက်ချစ်သွားပြီဆိုရင်အပြစ်မမြင်တော့သလိုတခင်ခရစ်တော်လည်းကျွန်တော်တို့ကိုချစ်တဲ့အချက်ကသူ့ရဲ့အသက်ပေးပြီးတော့သူ့ရဲ့အသက်နဲ့လဲပြီးတော့ကျွန်တော်တို့တန်ရှင်းပြစင်အောင်သူလဲပစ်လိုက်တာဖြစ်တယ်သူ့ရဲ့အသက်နဲ့လဲပစ်လိုက်တာဖြစ်တယ်အပြစ်မကောင်းတဲ့အမှုအရာတွေအားလုံးဒုစရိုက်တွေအားလုံးကိုခရစ်တော်အတေခံခြင်းအသက်ဆုံးပေးခြင်းအားဖြင့်ကျွန်တော်တို့ရဲ့မကောင်းတဲ့အမှုအရာတွေအားလုံးကိုစေကြောတန့်စင်ပေးတဲ့အပြင်ဘာဖြစ်လို့လဲသူ့ရဲ့တဒုတမင်းကတန့်ရှင်းမှရမှာလေဖြူစင်မှရမှာလေအဲ့ဒါကြောင့်ကိုယ့်အကိုစွန့်ကြဲပေးတယ်လို့ပြောတယ်ဓမ္မကျမ်းစာကအဲ့ကြောင့်ကျွန်တော်တို့ကချစ်ပါတယ်လို့ဘလောက်ပဲအိုင်တိန်ခံနေအောင်မလားအချင်းဆွဲနေအောင်မလားတခင်ခရစ်တော်ကချစ်ထိုက်တဲ့သူဖြစ်ပါတယ်သူကအချင်းမရောက်သေးဘူးစဉ်းစားအောင်မယ်ဆိုရင်လေစဉ်းစားပါတခင်ခရစ်တော်ကရင်ခုန်စွာနဲ့စောင့်နေခြင်းဖြစ်ပါတယ်ဆိုတာမမိတ်ပါနဲ့အဲ့တော့တခင်ခရစ်တော်ချစ်တဲ့အချစ်ကိုပြန်ချစ်နိုင်အောင်ကြိုးစားဖို့အတွက်ကချစ်နိုင်ဖို့အတွက်စိတ်နှလုံးပါဖို့ကလိုပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ချစ်သွားပြီဆိုရင်ဆွေမျိုးတားချင်းတွေကနှောက်ယှက်တတ်ပါတယ်မိဘတွေကနှောက်ယှက်တတ်ပါတယ်သူနဲ့မတွေ့အောင်သူနဲ့စကားမပြောဖြစ်အောင်သူနဲ့မမြင်နိုင်အောင်ဆိုပြီးတော့ဟန်တာလေးရှိပါတယ်ဘယ်လိုပဲဟန်တာမတွေ့နိုင်အောင်လောင်အခန်းထဲကိုလောင်ထားနေပါစေနော်ဘယ်ချင်းကနေဘယ်အပေါက်ကနေထွက်သွားလဲမသိဘူးဟဲ့ရအောင်ကိုတွေ့တတ်တယ်ရအောင်ကိုခိုးမြင်တတ်တယ်တွားတွေ့တတ်တယ်အဲ့ဒါဘာဖြစ်လို့လဲချစ်တာကြောင့်သူ့အတန်ပဲကြားခြင်းနဲ့သူနဲ့ပဲစကားပြောခြင်းနဲ့သူ့ကိုပဲမြင်ခြင်းနဲ့သူနဲ့ပဲအတူနေပြီးတော့အတူပွေဖက်ပြီးတော့နေခြင်းနဲ့အဲ့ဒါကဘာဖြစ်လို့လဲအချစ်မို့လို့အချစ်စိတ်မို့လို့ဘယ်လိုပဲဟန်တာနေပါစေရအောင်ကိုတွေ့တတ်တယ်ရအောင်ကိုကြိုးစားတတ်တယ်ဆိုရင်အဲ့ဒါဘာဖြစ်လို့လဲဘာအလုပ်ပဲလုပ်ဘာဘယ်မှာပဲနေသူ့မျက်နှာပဲမြင်နေသူ့အတန်ကိုပဲကြားခြင်းနဲ့သူ့ကိုပဲတွေ့ခြင်းနဲ့ဆိုရင်အဲ့ဒါဘာဖြစ်လို့လဲတကယ်အချစ်စိတ်မို့လို့လေအချစ်စိတ်မို့လို့အဲ့တော့ကျွန်တော်တို့ဟန်ဆောင်တယ်တကယ်မချစ်ပဲနဲ့အပေါ်ယံပဲပြောပြီးတော့နှုတ်ပဲပြောပြီးတော့ပါဇက်ပဲပြောပြီးတော့စိတ်နှလုံးမပါဘူးဆိုရင်အဲ့ဒါဘာဖြစ်လဲအချစ်အတုလေ
တကယ်မချစ်ပဲနဲ့ချစ်တယ်လို့ပြောနေတာအဲ့ဒါဘာဖြစ်လို့လဲတခင်ခရစ်တော်ကိုတော့တခင်ခရစ်တော်ကိုတော့ချစ်ပါတယ်လို့ပြောပြီးတော့စိတ်နှလုံးကနေဘာပဲရှိနေလေကျွန်တော်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လူမှုရေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်စီးပွားရေးငွေရှာမဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒါနေနဲ့ပဲညမုတ်ချုပ်ကနေမနဲ့မိုးလင်းကနေညမုတ်ချုပ်တည်တဲ့အဲ့ဒါပဲရှုပ်နေပြီးတော့အဲ့ဒါပဲစဉ်းစားနေအောင်မယ်အဲ့ဒါပဲခေါင်းထဲမှာပါနေအောင်မယ်ဆိုရင်ချစ်တယ်ဆိုတာဘယ်လိုမျိုးပြောနိုင်မှာလဲတကယ်အချစ်စစ်ပါလို့ဘယ်လိုမျိုးပြောနိုင်မှာလဲအချိန်နည်းနည်းတော့မှမပေးဘဲနဲ့စကားပြောဖို့တော့မှမပေးဘဲနဲ့နည်းနည်းလေးအချိန်ယူပြီးတော့ဖခင်နဲ့ကိုချစ်သူနဲ့စကားမပြောဘဲနဲ့တနေကုန်တခြားဟာဒီနဲ့ပဲလုံးပိုင်းနေမယ်ပြောတခြားဟာနေနဲ့ပဲအလုံးရှုံနေမယ်ဆိုရင်အဲ့ဒါတကယ်အချစ်စိတ်မဟုတ်ဘူးဆိုတာအချစ်စိတ်မဟုတ်သေးဘူးဆိုတာကိုစင်ချင်နှလုံးသွင်းဖို့လိုပါတယ်ချစ်သွားပြီဆိုရင်ဘယ်လိုပဲဟန်တာတွေ့အောင်ရအောင်တွေ့ပြီးတော့နောက်ထပ်ဘာလုပ်မှာလဲမင်္ဂလာဆောင်ဖို့အတွက်ပြင်ဆင်တော့မယ်ဘယ်လောက်ပဲကုန်ကြနေပါစေအကောင်းဆုံးပြင်ဆင်မယ်ပွဲကိုအကောင်းဆုံးလုပ်မယ်အကောင်းဆုံးပြင်ဆင်မယ်အဲ့ဒီတန်ဖိုးရှိတဲ့အရာတွေဘယ်လောက်ပဲဈေးကြီးနေပါစေဈေးများနေပါစေရအောင်ကိုပြင်ဆင်တတ်တယ်ဆိုလိုတာကနှုတ်ကပတ်တော်ကအရေးကြီးတယ်သခင်ခရစ်တော်ကအရေးကြီးတယ်ဆိုရင်နှုတ်ကပတ်တော်နဲ့စကားပြောနေခြင်းကသခင်ခရစ်တော်နဲ့စကားပြောနေခြင်းဖြစ်တယ်အဲ့ဒီဟာတဲ့တန်ဖိုးပေးပြီးတော့အဲ့ဒီဟာတဲ့တန်ဖိုးဖြတ်ပြီးတော့တခြားအရာကိုလှုပ်မယ်ဆိုရင်အဲ့ဒါတကယ်နှုတ်ကိုချစ်သူနဲ့စကားပြောနေခြင်းမဟုတ်ဘူးပြင်ဆင်ထားတယ်ဆိုတာနှုတ်သူနဲ့စကားပြောနေခြင်းသူနဲ့ဆွေးနွေးတိုင်ပင်နေခြင်းသူနဲ့အတူအမြဲတမ်းထိတွေ့နေခြင်းအဲ့ဒါကတကယ်စစ်မှန်တဲ့အချစ်စိတ်ဆိုတာတွေ့ရတာအဲကြောင့်ဘယ်နေရာမှာပဲဘယ်လိုပဲနေပါစေသခင်ခရစ်တော်ကိုမိမိရဲ့ချစ်သူအဖြစ်ပြန်လက်ခံဖို့ကအရေးကြီးပါတယ်သခင်ခရစ်တော်ကအမြဲတမ်းလက်ကမ်းကြိုဆိုတဲ့ဖခင်ဖြစ်တယ်အမြဲတမ်းချစ်ပါတယ်လို့ပြောနေတဲ့ဖခင်ဖြစ်တယ်အဲ့ဒီတော့နော်အေးရဲ့အသက်တာကိုကြည့်မယ်ဆိုရင်သူနော်အေးတိမ်ပေါ်တကားပိတ်သွားတဲ့အချိန်မှာလူတွေကရေလွှမ်းမိုးခြင်းအပြင်ဘုရားသခင်ကဆင်ញင်လိုက်တယ်တကားပိတ်လိုက်တော့နော်အေးတကားဖွင့်ပေးပါလို့ပြောတဲ့လူတွေအများကြီးရှိပါတယ်နောင်တတရားနဲ့ပြန်လာတဲ့သူအများကြီးရှိပါတယ်အဲ့ချိန်ကျမှပြန်လာတယ်ဆိုရင်အဲ့ဒါဘာဖြစ်လဲနောင်တရပေမဲ့နောက်ကျပြီတကားဖွင့်လို့မရတော့တိမ်ပေါ်တကားဖွင့်လို့မရတော့ပိတ်သွားပြီအဲ့တော့ကျွန်တော်တို့လည်းပြင်ဆင်ထားတဲ့သူကအခုမပြင်ဆင်ထားဘူးဆိုရင်ခြေဆောင်ချင်းလာတော့မယ်ဆိုရင်ဘုရားသခင်ကယုံကြည်သူကိုခေါ်သွားတော့မယ်ဆိုရင်ဖြောင့်မတ်တဲ့သူကိုစင်ကြယ်တဲ့သူကိုဘုရားသခင်ခေါ်သွားတော့မယ်ဆိုရင်အဲ့ချိန်ကျမှပဲဘုရားသခင်နောင်တရပါတယ်သခင်ခရစ်တော်ကိုရောကိုချစ်ပါတယ်ကိုရောကတကယ်မင်္ဂလာဆောင်တူတာဖြစ်ပါတယ်လို့ဘယ်လောက်ပဲအော်ခေါ်ကျွန်တော်နောက်ကျကြံခဲ့မှာဖြစ်တယ်နောင်တရပေမဲ့နောက်ကျတဲ့နောင်တဆိုတာနဲ့ကြံခဲ့မှာဖြစ်တယ်ဒါကြောင့်ပြင်ဆင်ရမှာကသခင်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အသက်တခင်ကယ်တင်ပိုင်ရှင်ဖြင့်ယုံကြည်ဝန်ခံပြီးတော့တတုတမီအနေနဲ့ကျွန်တော်ပြင်ဆင်ထားဖို့လိုတယ်ဆိုတာကြားနာတဲ့သူအရောက်တိုင်းစီအပေါ်မှာဝိညာဉ်တော်အလက်လုပ်ပြီးဝိညာဉ်တော်တုတ်ထိပြီးသခင်ခရစ်တော်ရဲ့ချစ်ချင်းမြတ်တာအရောက်တိုင်းကိုရောက်နိုင်ဖို့အတွက်ဘုရားသခင်ဖွင့်ပြပါစေဘုရားသခင်ကောင်းချီးပေးပါစေအာမင်